အာမခံထားတာတန်ရဲ့လားပေါ့နော်အဲ့တော့ကားအာမခံမီးအာမခံအသက်အာမခံကျန်းမာရေးအာမခံတွေရှိတယ်ပေါ့နော်အဲ့တော့အာမခံထားတာတန်လားမတန်ဘူးလားဆိုတာကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးပါမယ်မင်္ဂလာပါကျွန်တော်ကတော့အာမခံကိုယ်စားလှယ်ဟက်ပင်ဦးဖြစ်ပါတယ်2013ခုနှစ်ကတည်းကအာမခံလောကတွေကိုရောက်ရှိခဲ့ပြီးတော့2016မှာအာမခံကိုယ်စားလှယ်လိုင်စင်ယူပြီးတော့အခု2026ခုနှစ်အထိဆိုရင်10နှစ်ကျော်အာမခံအတွေ့အကြုံသက်တမ်းရှိတဲ့အာမခံကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကားအာမခံအကြောင်းလေးကိုအရင်စပြောပြပါမယ်ကားအာမခံမှာဆိုရင်ကျွန်တော်တို့အိမ်စီးကားရှိတယ်လုပ်ငန်းသုံးကားရှိတယ်ပေါ့နော်အိမ်စီးကားနဲ့လုပ်ငန်းသုံးကားမှာကျွန်တော်တို့အခုဆိုရင် IC ကားနဲ့ EV ကားပေါ့နော်သိန်း1000တန်လုပ်ငန်းသုံးစီကားဆိုရင်22သိန်းလောက်ပဲသွင်းရပြီးတော့သိန်း1000တန်လုပ်ငန်းသုံး EV ကားဆိုရင်တော့25သိန်းလောက်သွင်းရပါတယ်အဲ့တော့ကျွန်တော်တို့ premium ကြီးကနည်းနည်းလေးပဲသွင်းရတယ်တစ်နှစ်လုံးကာဗာရတာကသိန်း1000ရတယ်မတန်ဘူးလားပေါ့နော်ဒါလုပ်ငန်းသုံးကားပဲရှိသေးတယ်လုပ်ငန်းသုံးကားမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအိမ်စီးကားဆိုရင်ပို့ပြီးတော့တန်ပါတယ်အိမ်စီးကားကျတော့လုပ်ငန်းသုံးကားထက် risk နည်းတာဖြစ်တဲ့အတွက် premium ကြီးလည်းပိုသက်သာပါတယ်တဝက်လောက်သက်သာတာပေါ့နော်အဲ့တော့ကျွန်တော်တို့အိမ်စီးကားဆိုရင်သိန်း1000တန်အိမ်စီးကားစီကားဆိုရင်တော့12သိန်းလောက်ပဲပေးသွင်းရပြီးတော့သိန်း1000တန်အိမ်စီးကား EV ကားဆိုရင်တော့15သိန်းလောက်သွင်းရပါတယ်ပြန်ပြပြောရမယ်ဆိုရင်တော့လုပ်ငန်းသုံးကားမှာ 2.2% ကနေပြီးတော့ 2.5% အထိသွင်းရပြီးတော့အိမ်စီးကားမှာဆိုရင်တော့ 1.2% ကနေပြီးတော့ 1.5% အထိကို premium ကြီးအနေနဲ့အာမခံရုံပေးသွင်းရတာဖြစ်ပါတယ်အဲ့တော့အဲ့လောက်ပဲပေးသွင်းပြီးတော့သိန်း1000ဘိုးကာဗာရအကြောင်းကျွန်တော်တို့ကားတစ်စီးလုံးဖြစ်စေအစိပ်ပိုင်းလိုက်ဖြစ်စေပျက်စီးသွားတယ်ဆိုရင်ပျက်စီးဆုံးရှုံးသွားတဲ့ပမာဏအတိုင်းကျွန်တော်တို့ကပြန်လျော်ပေးပါတယ်အများဆုံးပမာဏကတော့ကားတစ်စီးလုံးတန်ဖို့သိန်း1000ဖြစ်ပါတယ်အဲ့တော့သိန်း1000ကိုဒီလောက်ကာဗာတွေအများကြီးနဲ့စိတ်အေးချမ်းသာမှုရအောင်2.5% အများဆုံးပဲပေးသွင်းရတာဆိုတော့ဘယ်လောက်တန်လဲပေါ့နော်ကားအမှန်ကန်အရန်တက်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီကိုယ်တိုင်အတွက်ကောကိုမိသားစုအတွက်ကောကိုပိုင်ဆိုင်မှုတွေအတွက်ကောစိတ်အေးလုံခြုံမှုရဖို့အတွက်ကာဗာရဖို့အတွက်ဉာဏ်အမျှော်မြင်ရှိစွာနဲ့အာမခံကာကွယ်တွေဝယ်ထားကြတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်စီးတဲ့ကားကိုအာမခံထားတယ်ကျွန်တော်နေတဲ့အိမ်ကိုလည်းထားတယ်ကျွန်တော်ရဲ့ကျွန်တော်အမျိုးသမီးရဲ့ကျွန်တော်သမီးလေးရဲ့3ယောက်လုံးအသက်အာမခံအကာအကွယ်တစ်ယောက်ကိုသိန်း1000ရှိပါတယ်ကျန်းမာရေးအာမခံလည်း unit လိုက်ဝယ်ထားတာရှိတယ်အဲ့တော့အထိုက်လျောက်ကာဗာလုပ်ထားတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကကြတော့ဒီအရင်တော့ဘန်မာလုပ်တယ်ဘန်မာ3နှစ်ခွဲလောက်လုပ်ပြီးတဲ့အချိန်မှာဘန်မာတော့ကလည်းကျွန်တော်ကဒီအာမခံနဲ့ပတ်သက်တဲ့အပိုင်းကိုတာဝန်ယူရတယ်ကားအာမခံတွေအဲ့ဒီအချိန်တော့ဆိုရင်ကျွန်တော် hire purchase နဲ့ပေါ့နော် HP နဲ့ကားဝယ်တယ်အိမ်ဝယ်တယ်စသဖြင့်ပေါ့နော်အဲ့လိုဝယ်တယ်ဆိုရင်ကျွန်တော်တို့ကဒီ hire purchase နဲ့ဝယ်တဲ့ပစ္စည်းတွေကိုအာမခံထားပေးရတယ်အဲ့ဒီအချိန်တွေကကျွန်တော်တို့အာမခံရဲ့အကျိုးခံစား권တွေအာမခံရဲ့ပြည်သူလူထုအပေါ်ကိုကာဗာပေး